ဇူရှင်လေးရဲ့ဘဝဆိုရင်ရန်ကိုတနာစရာကောင်းတယ်ဗျာဘာလို့လဲဆိုတော့ဇူရှင်လေးကသူ့ကိုမမွေးခင်တည်းကသူ့ရဲ့မိဘနှစ်ပါးလုံးကဆုံးသွားတာဘယ်လိုပြောရမလဲမိခင်တယောက်လုံးကဆုံးသွားပြီးတော့မှတကြိုကန်ဒီမှာဇူရှင်လေးကိုမွေးတာဗျာဇူရှင်လေးကအဲ့လိုမျိုးတေးပြီးမှမွေးတာဖြစ်တဲ့အတွက်သူ့ရဲ့ရွာသားတွေကသူ့ကိုဒါမကောင်းတဲ့နမိတ်ဆိုပြီးတော့တတ်မှတ်လိုက်ကြတယ်ဗျာအဲ့ဒါကြောင့်လည်းပဲဇူရှင်လေးကငငယ်လေးတွေကမိဘမဲ့ဖြစ်ပြီးတော့တယောက်တည်းကိုရှာဖွေစားတော့ရတာဗျာပုံမှန်ရက်ဒီမှာဆိုရင်ဇူရှင်လေးကတောင်ရန်စားတော့ရတယ်ဆိုပေမဲ့ပွဲတော်အခါတွေရောက်လို့ရှိရင်တော့မုတ်ဆိုင်နေမှာကြံတဲ့သူအကြိုက်ဆုံးပန်းလားမုတ်လေးကိုစားနိုင်တာဗျာနောက်ပြီးတော့ဇူရှင်လေးကအမှောင်အရန်ကြောက်တဲ့အတွက်ကြောင့်သူကလင်းတဲ့နေရာတွေမှာပဲလိုက်နေရတာဗျာဘလောက်တောင်တနာဖို့ကောင်းလိုက်မလဲဗျာငငယ်လေးတွေကမိဘနှစ်ပါးလည်းမရှိမိခိုအားထားမဲ့လူလည်းမရှိကိုချစ်တော့ကိုရက်တည်နေရတာဗျာဘလောက်ပဲခိုးကိုရမဲ့ပြီးတော့ဒုက္ခတွေရောက်နေပါစေဇူရှင်လေးကသူတစ်ပါးပစ္စည်းကိုလည်းမခိုးသလိုစိတ်သဘောထားလည်းကောင်းပါတယ်ဒီလိုနဲ့ပဲဇူရှင်လေးတို့နေတဲ့မြို့တော်ကြီးကိုစောင်းဆိုတဲ့ရာသီဥတုကြီးကရောက်ရှိလာခဲ့တယ်ဗျာကန်ဆိုးကျင်တော့ဒီနေ့ရောက်ရှိလာတဲ့ဆောင်းကအရင်နှစ်ကဆောင်းနေထက်ကိုပို့ပြီးတော့အေးခဲလာတယ်ဘလောက်တောင်အေးတဲ့ဆောင်းလဲဆိုရင်အယိုးတွေကြိုက်တဲ့အထိအောင်အေးတဲ့ဆောင်းပေါ့သူများတွေကတော့မိသားစုတွေနဲ့စုံစုံလင်းလင်းအိမ်ထဲမှာနေကြပေမဲ့မိဘလည်းမရှိခိုးကိုရလည်းမရှိတဲ့ဇူရှင်လေးအတွက်ကတော့လမ်းဘေးမှာနေရတာပေါ့ဒီလိုနဲ့ပဲသူအကြိုက်ဆုံးဖြစ်တဲ့ပန်းလားမုတ်လေးကိုစိတ်ကူးရင်ပြီးတော့အေးခဲတဲ့ဆောင်းအန်တုနေရရှာတယ်ဗျာဒါပေမဲ့ဆောင်းကတဖြည်းဖြည်းအေးခဲလာတဲ့အတွက်ကြောင့်ခံနိုင်ရည်တွေလည်းကုံဆုံးလာတယ်အသိစိတ်တွေလည်းတဖြည်းဖြည်းနဲ့လွတ်လာတယ်ဗျာအသိစိတ်တွေဘလောက်တောင်လွတ်သွားပြီလဲဆိုရင်သူအကြိုက်ဆုံးဖြစ်တဲ့ပန်းလားမုတ်လေးကိုတောင်စိတ်ကူးမရင်နိုင်တော့တဲ့အထိပဲနောက်ဆုံးမှာတော့ခံနိုင်လုံးဝမရှိတော့ပဲနဲ့အသိစိတ်တွေမဲ့လာပြီးတေကန်နီးဆဲဆဲဖြစ်လာတဲ့ဇူရှင်လေးကိုသူတို့ကိုးကွယ်တဲ့ Great Dragon ကြီးကလူရောင်ဖန်ဆင်းပြီးတော့ကိုထင်လာပြတယ်ဗျာခိုးကိုရမဲ့ပြီးတော့ဒုက္ခတွေရောက်နေပြီမဲ့စိတ်သဘောထားကောင်းတဲ့အတွက်ဇူရှင်လေးကို Great Dragon ကြီးကစုတစ်ခုတောင်းခိုင်းတယ်ဗျာဒါပေမဲ့စုဆိုတာဘာမှလည်းမသိသလိုဘာလို့လိုချင်မှန်းလည်းမသိကြတဲ့ဇူရှင်လေးအတွက်ဘာလို့တောင်းအောင်မှလည်းမသိချဘူးအဲ့ဒါနဲ့ပဲ Great Dragon ကြီးကအမှောင်ကြောက်တတ်တဲ့ဇူရှင်လေးအတွက်မှော်မီးရိပ်နေတစ်လုံးဖန်ဆင်းပေးလိုက်ပြီးတော့မှော်ပညာတွေပါထည့်ပေးလိုက်တာပေါ့အဲ့ဒီမှော်မီးရိပ်လေးရဆိုရင်တော့စုတောင်းတွေကိုပြည့်စေတဲ့အပြင်စုတောင်းနေတာမှန်မယ်ဆိုရင်တဖြည်းဖြည်းနဲ့လင်းလာတယ်ဒီလိုနဲ့ပဲနှစ်ဆင်ကျင်းပတဲ့ပွဲတော်ချိန်ခါတွေရောက်လို့ရှိရင်စုတောင်းပြည့်မှော်မီးရိပ်လေးကိုကင်ထားတဲ့နတ်သမီးလေးတစ်ပါးကိုတွေ့ရှိနိုင်ပါတယ်